ဒါလေးကတော့နောက်တစ်ခွက်ပါဒါလေးကတော့115လမ်းအနီး80ခွန်တစ်ကြားမှာပဲရှိပါတယ်ရှင်ဒီမြေကွက်လေးရဆိုရင်ခရမ်းကခောက်ခွဲပြီးတက်တန်းအတင်းနဲ့ရမှာပါရှင်ရောင်းဈေးလေးကတော့1500ကိုနှီးနှိုင်းရောင်းချပေးသွားမှာဖြစ်ပါတယ်ပေကျယ်လေးကတော့ပေ20 60ရှိပါတယ်ရှင်အလဲလေးကအရှိလဲပါဟုတ်ကဲ့ဒါလေးကတော့နောက်တစ်ခွက်ပါရှင်ဒါလေးကတော့69မိန်းလမ်းမကြီးအတင်115အနီးမှာရှိပါတယ်ရှင်ဟိုမှာမြင်နေရတာက115လမ်းဖြစ်ပါတယ်ဒါကတော့69မိန်းလမ်းမကြီးပါရောင်းချပေးမဲ့ကွက်လေးကတော့ဒါလေးဖြစ်ပါတယ်ပေ20 60ကိုခရမ်းကခောက်ခွဲပြီးသားနဲ့ရမှာပါရှင်ရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့3000ခွဲခေါ်ထားပါတယ်ရှင်ကဲဒါလေးကတော့နောက်တစ်ခွက်ဖြစ်ပါတယ်ဒါလေးကတော့81အတင်113နဲ့မြောက်ရီကြားထဲမှာရှိပါတယ်ရှင်ပေ20 60ဖြစ်ပါတယ်အလှည့်လေးကတော့အနောက်လှည့်ဖြစ်ပါတယ်ရောင်းချပေးသွားမယ့်ဈေးနှုန်းလေးကတော့13000ကိုညှိနှိုင်းရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။ရန်တက်တန်းအသေးကခခွဲနေစိမ့်နဲ့ရမှာပါရှင်။ဟုတ်ကဲ့ဒါလေးကတော့ဒါနောက်ဆုံးကွက်လေးပါရှင်။81ကြော့ကတ်ထဲမှာရှိပါတယ်။အနောက်လည်းဖြစ်ပါတယ်ရှင်။ပေ20 60ရန်တက်တန်းအသေးကခခွဲပြီးသားနဲ့ရမှာပါ။အလဲလေးကတော့အနောက်လည်းဖြစ်ပါတယ်ရှင်။ရောင်းချပေးသွားမယ့်ဈေးနှုန်းလေးကတော့12500ညှိနှိုင်းနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ခုပြပြပေးခဲ့တဲ့မြေကွက်လေးတွေကိုစိတ်ဝင်စားရဆိုရင်တော့ဖုန်းနံပါတ်96134943402999တို့ကိုဆက်သွယ်စုံစမ်းမိမြတ်နိုင်ပါတယ်ရှင်။